အားလုံးမင်္ဂလာပါ Best Studio ကကြိုဆိုပါရစေဒီနေ့မှာတော့ Telegram မှာလူသိနေပြီးတော့အသုံးဝင်တဲ့အချက်ဆက်ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေကဒီချက်တွေကိုသိသွားပြီဆိုရင်တော့ရားသူတွေရဲ့ Telegram ကိုအသားကျကျနဲ့အကျိုးရှိရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ဟာနိပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စေပေးစားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ပထမဆုံးတစ်ခုကတော့ secret chat ဖြစ်ပါတယ် secret chat ဆိုတော့ကတော့တပတ်သူနဲ့ကိုနဲ့ရေးကြီးပြောစရာတွေရှိတယ်ဆိုရင် Telegram company ကတော့မသိအောင်လှုပ်ဝက်ပြီးတော့ပြောတဲ့နည်းလမ်းဖြစ်ပါတယ်ပြီးရင်သတ်မှတ်ချက်ပြီးတာနဲ့ပြောရတဲ့စကားတွေကိုလုံးကိုချက်ပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့က Telegram နဲ့ကိုသွားပါပြီးရင်မိတ်ဆွေတို့ပြောချင်တဲ့သူရဲ့အကောင့်ထဲကိုသွားပါပြီးရင်ပေါ်ကနာမည်နေရာလေးကိုနေပေးပါနေပြီးရင်ပေါ်ကစက်ကလေး30ကိုနေပေးပါနေပြီးရင် secret chat ဆိုတော့ကိုနေပေးပါပြီးရင် start ဆိုတော့ကိုနေပါဒါဆိုရင်တပတ်သူရဲ့ဖုန်းမှာမိတ်ဆွေရဲ့အကောင့်နဲ့ secret chat လို့ပေါ်လာပြီးတော့တပတ်သူကခြေတိုက်တာတစ်ခုရေးပြီးတော့လက်ခံလိုက်တာနဲ့ secret chat အနေနဲ့လှုပ်ဝက်ပြီးတော့စကားတွေပြောလို့ရမှာပဲဖြစ်ပါတယ်ပြီးရင်တပတ်သူကရွေးထားတဲ့အခြေပေါ်မူတည်ပြီးတော့စာရီကိုလုံးဟာပြတ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့အရောက်မှာသုံးဝင်တဲ့ setting တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ play game ဖြစ်ပါတယ်ဒီ setting ကတော့ Telegram မှာ game ဆောလို့ရတဲ့ setting ဖြစ်ပါတယ် Telegram ထက်ကမိတ်ဆွေတို့နဲ့အတူတူဆော့စစ်ခြင်းနဲ့ကောက်ထဲကိုသွားပါပြီးရင် add game bot ဆိုပြီးတော့စာရိုက်ပေးပါဒါဆိုရင်တော့ဒီနေရာမှာဘေးတစ်ခုကြားလာပါပြီဒီထက်က message ကြိုက်တဲ့ game တွေကိုဆော်လို့ရပါတယ်ကျွန်တော်ကတော့အလဲကတစ်ခုကိုရွေးလိုက်ပါမယ်ပြီးရင် play ဆိုတာကိုနှိပ်ပေးပါပြီးရင်ကျွန်တော်ကတဲ့ start ဆိုတာကိုနှိပ်ပါဒါဆိုရင်တော့ဆော်ကစားလို့ရပြီပဲဖြစ်ပါတယ်ဒါကတော့ Telegram မှာ game ဆော်လို့ရတဲ့ setting လေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ chat folder ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ Telegram မှာတောက်က group တွေဇာတ်ကားကြီးတဲ့ group တွေတငယ်ချင်းကောက်တွေနဲ့မျိုးစုံရုံထွင်းနေတယ်ဆိုရင်ဒီ chat folder နဲ့ဆိုင်ရာတစ်ခုချင်းစီကိုတိတက်ခွဲပြီးတော့ထားလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Telegram ထဲသွားပြီးတော့အပေါ်က menu bar လေးကိုနှိပ်ပေးပါပြီးရင် setting ကိုနှိပ်ပါဒါဆိုရင်ဒီအောက်မှာ chat folder ဆိုပြီးတော့ရှိပါတယ်ဒီ chat folder ဆိုတာကိုနှိပ်ပေးပါပြီးရင် create new folder ဆိုတာကိုနှိပ်ပေးပါfolder နဲ့ဆိုတဲ့နေရာမှာမိတ်ဆွေကပေးချင်တဲ့နာမည်ကိုထည့်ပေးပါကျွန်တော်ကတော့1ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင် access ဆိုတော့ကိုနှိပ်ပေးပါနေပြီးရင်မိတ်ဆွေထည့်ချင်တဲ့ group တွေ channel တွေကိုထည့်လို့ရပါပြီမိတ်ဆွေထည့်ချင်တဲ့ဟာတွေကိုရွေးပေးပါပြီးရင်အောက်ကအမှတ်ချက်လေးကိုနှိပ်ပေးပါပြီးရင်ပေါ်က save ဆိုတော့ကိုနှိပ်ပေးပါဒါဆိုရင်ဒီနေရာမှာ web ဆိုပြီးတော့ folder တစ်ခုပေါ်လာပါပြီပြီးရင်အပြင်ထွက်လိုက်ပါဒါဆိုရင်ဒီနေရာမှာ web ဆိုပြီးတော့နေရာလေးတစ်ခုပေါ်လာပါပြီဒီဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်မိတ်ဆွေထည့်ထားတဲ့ group တွေ channel တွေအကောင့်တွေကပေါ်နေပါပဲဖြစ်ပါတယ်ဒီနည်းကိုအသုံးပြုပြီးတော့ကျောင်းနဲ့ဆိုင်ရာတွေကိုကျောင်း folder တစ်ခုလုပ်ပြီးတော့တည်တက်ထားလို့ရသလိုဇာတ်ကားကြီးတဲ့ group တွေကိုဇာတ်ကားကြီးရဲ့ folder တစ်ခုလုပ်ပြီးတော့တည်တက်ခွဲထားရင်လိုချင်တာကိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းသုံးနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ customize setting ပဲဖြစ်ပါတယ်ဒီ setting ကတော့ chat background တွေ color တွေစောင်းလုံးယူစားတွေကိုရွေးလို့ရတဲ့ဟာဖြစ်ပါတယ်ကျွန်တော်တို့ Telegram ထဲကိုသွားပြီးတော့အပေါ်က menu bar လေးကိုနှိပ်ပေးပါပြီးရင် setting ဆိုတာကိုနှိပ်ပါ setting ကိုနှိပ်ပြီးရင် chat setting ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ပေါ်စုံမှာ message text size ဆိုတော့ရှိပါတယ်ဒါကတော့အစာလုံးတွေကိုကြီးသိမ်းလို့ရတဲ့ဟာဖြစ်ပါတယ်ဒီဟာလေးတွေကိုညာဘက်ကိုဆွဲရင် font size ကကြီးလာပြီးတော့လက်ဘက်ကိုဆွဲသွားရင်တော့ငယ်သွားမှာပဲဖြစ်ပါတယ်ပြီးရင် change chat wallpaper ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင် wallpaper တွေအများကြီးရှိပါတယ်ဒီထက်က message ကြိုက်တာကိုရေးပေးပါပြီးရင်အောက်က set background ဆိုတာကိုနှိပ်ပါဒါဆိုရင်တော့ chat background ပြောင်းသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ change nick color ပဲဖြစ်ပါတယ်ဒီဟာကတော့ကျွန်တော်တို့ရဲ့ profile ပုံလေးရဲ့အရာကိုရွေးရတာဖြစ်ပါတယ် message data ကိုရွေးပေးပါပြီးရင်ဘေးက profile ဆိုတာကိုနှိပ်ပေးပါဒီမှာကတော့ message တို့ story တင်တဲ့အခါမှာပုံနေမဲ့အကြောင်းလေးကိုရွေးရတာပဲဖြစ်ပါတယ်ဒီညမှာ message data ကိုရွေးပါပြီးရင်ဒီညမှာ theme တွေရွေးလို့ရပါတယ်ဒီဟာလေးကပို့ပြီးတော့သုံးဝင်မယ်လို့ထင်ပါတယ်ပြီးရင်အောက်က message corner ဆိုတာကတော့ message ဝင်လာတဲ့အခါမှာစာရဲ့နောက်ကဘောင်လေးဟာ later ပုံပေါ်ပဲနဲ့ down ဝိုင်းလေးဖြစ်နေအောင်လုပ်တာပဲဖြစ်ပါတယ်ဒီဟာလေးကိုညာဘက်ကိုရွှေ့ရင် down လေးဟာဝိုင်းလာပြီးတော့ဘယ်ဘက်ကိုရွှေ့ရင် down လေးဟာ later ပုံလေးဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ Telegram မှာ customize လုပ်တဲ့နည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ schedule message ဖြစ်ပါတယ်ဒီ setting ကတော့ message တို့ပို့ချင်တဲ့စာကို message တို့လိုချင်တဲ့အချိန်ကိုအတိအကျရွေးပြီးတော့ပို့လို့ရမယ့် setting ပဲဖြစ်ပါတယ် Telegram ထဲမှာ message တို့စာပို့တဲ့နေရာကိုတောင်းပေးပါပြီးရင်စာစီပြီးတော့စာပို့တဲ့ clip ကိုပြီးထားပေးပါပြီးရင်အပေါ်စုက schedule message ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ရက်တွေအခြေတွေရွေးလို့ရတဲ့နေရာကိုရောက်ပါပြီဒီနေရာမှာဆိုရင်မိတ်ဆွေကစာရောက်စေချင်တဲ့ရက်ကိုရွေးပြီးတော့ညာဘက်မှာဆိုရင်ခြေကိုရွေးပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေပို့လိုက်တဲ့စာဒီမှာရွေးထားတဲ့ခြေရောက်မှတစ်ဖက်သူစီကိုရောက်သွားမှာပဲဖြစ်ပါတယ်မိတ်ဆွေကရွေးပြီးသွားပြီဆိုရင်အောက်က send ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ရပါပြီပြီးရင်အပေါ်ကအများလေးကိုနှိပ်ပြီးတော့ထည့်ပေးပါမိတ်ဆွေကပြန်ကြည့်ချင်တယ်ဆိုရင်အောက်က calendar ပေါ်လေးကိုနှိပ်ပေးပါဒါဆိုရင်ဒီနေရာမှာ schedule message တွေကိုလို့ကြည့်လို့ရပါတယ်ဒီနည်းလမ်းဟာဆိုရင်အကြောင်းတစ်ခုခုကြောင့် message ကမအားတာဖြစ်ဖြစ်တ
ခုအကြောင်းရင်းရှိလို့ပဲဖြစ်မအားရင်ဒီနီလန်းကိုတော့အရန်စစ်ပြီးနေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Spiner Message ဖြစ်ပါတယ်ဒီနီလန်းကတော့မိတ်ဆွေတို့ကစာပို့လိုက်ရင်တစ်ပတ်လူကချက်ချင်းမြင်အောင်အိုက်လို့ပြီးတော့ပုတ်တဲ့နီလန်းပဲဖြစ်ပါတယ်ကျွန်တော်တို့ Telegram ထဲမှာစာရေးလိုက်ပါမယ်ပြီးရင်ဒီစာကိုဖိထားပြီးတော့ select ပေးလိုက်ပါပြီးရင်ဒီနေရာမှာ Spiner ဆိုတဲ့ဟာလေးကိုရှာပေးပါဒီနေရာမှာမတွေ့ဘူးဆိုရင်ဘေးကအဆက်ကလေး30ကိုနေပေးပါဒါဆိုရင်ပေါ်စုံမှာ Spiner ဆိုတာပေါ်လာပါပြီဒီဟာလေးကိုနေပေးပါဒါဆိုရင်ကျွန်တော်တို့ရဲ့ message ဟာ secret တွေဖြစ်ပြောင်းသွားပါပြီပြီးရင် support တဲ့ clock ကိုနေပြီးတော့ပို့ပေးလိုက်ပါမယ်ဒါဆိုရင်တစ်ပတ်သူစီမှာ message ပို့လိုက်တဲ့စာဟာတက်ချင်းမမြင်ရဘဲနဲ့ဒီစာကိုနှိပ်ကြည့်မှသာတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ send file ဖြစ်ပါတယ်ဒီ setting ကတော့ message ရဲ့ပုံတွေဗီဒီယိုတွေကိုတစ်ဖက်သူစီပို့ရင် quality ကျပြီးတော့ဝါသွားတော့တယ်ဖြစ်ပဲ original quality တန်းရအောင်ပို့တဲ့နည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ Telegram ထဲမှာကျွန်တော်တို့လိုချင်တဲ့ပုံတွေဗီဒီယိုတွေကိုရွေးပေးလိုက်ပါပြီးရင်ပေါ်နာကစက်ကလေး30ကိုနေပေးပါပြီးရင် set f file ဆိုတာကိုနေပေးပါဒါဆိုရင်ကျွန်တော်တို့ပို့လိုက်တဲ့ဗီဒီယိုတွေလက်ပုံတွေဟာ file ဖြစ်နေပြောင်းသွားပြီးတော့ original quality တိုင်းပို့လိုက်ပြီးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ edit message ဖြစ်ပါတယ်ဒီ setting ကတော့ message တို့ပို့လိုက်တဲ့ message ဟာစာလုံးသက်ပုံမှာပါလို့ပဲဖြစ်ဖြစ်ပြန်ပြင်ခြင်းနဲ့ဆိုရင်နောက်ထပ်ပို့စရာမလိုပဲမှားနေတဲ့စာကိုပဲပြန်ပြင်ပြီးတော့ပို့လို့ရတဲ့ setting ပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကနေကောင်းလားဆိုပြီးတော့ပို့ထားတာမှားနေပါတယ်ဒီဟာကိုပြန်ပြင်ခြင်းနဲ့ဆိုရင်ဒီစာလေးကိုဖိထားပေးပါပြီးရင်ပေါ်ကခန်းတဲ့ပုံလေးကိုနှိပ်ပေးပါပြီးရင်ဒီညမှာ message တို့စစ်ကြိုက်ပြင်လို့ရပါပြီပြင်ပြီးပြီဆိုရင်ဘေးကအမှတ်ချက်လေးကိုနှိပ်ပေးပါဒါဆိုရင်စာလေးဟာမှန်သွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ save message ပဲဖြစ်ပါတယ်ဒီ setting ကတော့အလုပ်တွေကြောင့်နေမှာဖြစ်တစ်ဖက်သူကအရွက်ကြီးပို့ထားတဲ့စာတွေကိုသိထားလို့ရတဲ့ setting လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်တစ်ဖက်သူကကျွန်တော်တို့ကိုပုံတပုံနဲ့စာတစ်ကြောင်းပို့ထားပါတယ်ဒီဟာတွေကိုသိထားခြင်းနဲ့ဆိုရင်ဒီပုံလေးကိုဖိထားပေးပါပြီးရင်ပေါ်ကမြားလေးကိုနှိပ်ပေးပါပြီးရင် save message ဆိုတဲ့နေရာကိုနှိပ်ပေးပါဒါဆိုရင်ဒီပုံလေးကို save message ဆိုတဲ့နေရာမှာစိတ်ထားလိုက်ပြီးပဲဖြစ်ပါတယ်ဒီစာလေးကိုလည်း message ကစိတ်ထားခြင်းနဲ့ဆိုရင်ဒီစာလေးကိုနှိပ်ပေးပါပြီးရင် forward ဆိုတာကိုနှိပ်ပါပြီးရင် save message ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ဒီစာလေးကိုလည်းပိတ်ထားလိုက်ပြီးပဲဖြစ်ပါတယ်ပြီးရင်အပြင်ကိုခတ်ပေးပါကျွန်တော်တို့စိတ်ထားတဲ့ဟာတွေကိုကြည့်မယ်ဆိုရင်အပေါ်စုက save message ဆိုတဲ့နေရာကိုနှိပ်ပေးပါဒီထဲမှာဆိုရင် message တို့စိတ်ထားသမျှຢာတွေကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Telegram မှာလူသိနေပြီးတော့အသုံးဝင်တဲ့ချက်ဆက်ချက်ကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာ message တဲ့အသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါပြီးချင်တာတွေရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်